အားလုံးပဲမင်္ဂလာပါဒီနေ့မှလောက်ခဲ့တဲ့အလုံးတွေထဲမှာပါဒီချီကိုဖုတ်တိုင်းအလုံးလေးကအမတ်တရားအနေနဲ့ရိုက်လာတာတော့မဟုတ်ပါဘူးကျွန်တော်ပြောပြခြင်းတဲ့အရာလေးတစ်ခုရှိလို့ဖြစ်ပါတယ်ဒီချီကိုဖြုတ်ချထားတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကြွက်တွေဝင်ပြီးတော့ကြွက်သေးတွေကြွက်ချီနဲ့နေနေတဲ့အတွက်ကျွန်တော်တို့ရေဖြုတ်ဆေးပြီးမှဖြစ်ပါတယ်အကြောင်းရင်းကတော့အဲ့ဒီအကြောင်းရင်းကြောင့်မဟုတ်ပါဘူးအကြောင်းရင်းကဘာလဲဆိုရင်ဒီအကြောင်းရင်းကကျွန်တော်တို့ကကွန်ပရက်ဆာဟီတက်စီတဲ့အကြောင်းရင်းပါဒီချီကိုဖုတ်တိုင်းအလုံးကပေါ်ထားတာတော့တိတ်မကြသေးပါဘူးဟီတက်စီကအကြောင်းရင်းမရှိသေးပါဘူးပေါ့နော်ဒီဟီတက်တဲ့အကြောင်းရင်းကဘာလဲဆိုရင်ကျွန်တော်တို့မီအားစတီဗန်ဖြစ်တာနဲ့သက်ဆိုင်နေတယ်ဗျမီအားစတီဗန်ဖြစ်တယ်ဆိုတာကကျွန်တော်တို့မီအားအတက်ကြဖြစ်နေတာကိုပြောတာပါအဲ့ဒီမီအားစတီဗန်ဖြစ်တာနဲ့အဲယာကွန်ကွန်ပရက်ဆာဟီတက်တာနဲ့ဘာဆိုင်လဲလို့မျိုးရင်service ရတိုင်းကတော့သိပါတယ်သက်ဆိုင်မှုရှိတယ်ဆိုတာကိုသိမှာပါနော်ရှင်းပြရမယ်ဆိုရင်တော့ဒီကောင်ကကျွန်တော်တို့ running လုပ်နေတဲ့ချိန်မှာဖြတ်ဆက်ကဖြတ်ချတယ်ပြီးကျွန်တော်တို့သွားပြီး run စီတယ် run စီဖို့ဆိုပြီးကျွန်တော်တို့စိတ်ကပ်ကိုပြန်နှိပ်လိုက်တယ်ပြီးတော့9မိနစ်နေလို့ရှိရင်တို့ကနေပြီးတော့လေးကပ်ပေးလိုက်တဲ့အချိန်မှာအောက်တို့ပြန်လဲတယ်အမှမနိုင်တဲ့အတွက်ပြန်ပြီးတော့ဖြတ်ချတယ်အဲ့ဒီကတစ်ချိန်တစ်ခါဆိုရင်ပြဿနာမရှိဘူးအချိန်ပေါင်းများစွာကြာလာတဲ့အချိန်မှာဒီကွန်ပရက်ဆာရုပ်ရှိသွားတက်စီတာပေါ့နော်မီးဖြတ်ဆက်တာမပါခဲ့ရင်ကွန်ပရက်ဆာလောင်နိုင်ပါတယ်ဒါကမီးဖြတ်ဆက်ပါတဲ့အတွက်ကွန်ပရက်ဆာဟီတက်ရုံပဲရှိတာပါဒါပေမဲ့အချိန်ပေါင်းများစွာဖြစ်လိုက်ရင်တော့လောင်နိုင်ခြင်းများပါတယ်ဖြစ်နိုင်တဲ့ပြဿနာကတော့အင်ဒိုဝလေးတွေကြောင်းနိုင်ပါတယ်ဗျအဲ့ပြဿနာဖြေရှင်းဖို့တော့မီယာမြင့်ဆက်ဝယ်သို့မဟုတ် stabilizer အနေနဲ့ထုတ်ထားတဲ့တကောင်ခွဲသုံးလို့ရတဲ့မီယာမြင့်ဆက်လေးဝယ်ပြီးတော့အသုံးပြုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ